ရှက်နဲ့မကြောက်နဲ့ပေါ့နော်အဲ့လိုမျိုးတချို့ကြတော့လည်းတချင်းတွေပါတော့ဆူတတ်တယ်ဒီကြိုင်ပါကြားထဲမှာရှက်တတ်တာတွေရှိရလေစင်ပေါ်ပါတက်လို့ရှိရင်အဲ့လိုမျိုးဆိုရင်ဆက်ဒီတော့ဝါဒနာပါတာပဲအရွယ်ကလေးရလေရှင်087 Music Academy မှာတက်ဖြစ်သွားတဲ့အကြောင်းရင်းလေးကိုအရင်ဆုံးသိပြရစီရှင်အမ music ကိုဝါဒနာပါတာတော့ငငယ်လေးကတော့ကိုချင်တယ်အမစပြည့်တဲ့အချိန်ကလေးကတချင်းဆိုတာကြိုက်တယ်လေကရတာကြိုက်တယ်ပြီးတော့အခုဒီHero 87ကို join ဖြစ်တာကတော့အစကလေးအတွက်စုံစမ်းပေးတာကလေးကငနေငယ်တော့တင်လို့ရတဲ့အရွယ်မဟုတ်သေးတော့အဲ့ဒါနဲ့အမလည်းစိတ်ဝင်စားဆိုပြီးဝင် join လိုက်တာဒီနေ့စတက်ချင်းနေ့ရက်တွေတော့ခန်းစားချက်လေးပြန်ပြောပြလို့ရမလားရှင်စတက်တုံးကတော့ဘယ်လိုခန်းစားရလဲဆိုတော့မျိုးရင်းချက်လေးပါတော့ရှိတာပေါ့နော်ဘယ်လိုများပြောင်းလဲသွားမလဲဘယ်လိုတွေများတင်မလဲပေါ့အမကကြတော့လုံးဝဒီ music နဲ့ပတ်သက်ပြီးတော့အခြေခံလုံးဝမရှိဘူးအခြေခံလုံးဝမရှိဘူးတချင်းတွေပိုင်းဆိုတော့အပျော်ရလောက်ပဲဆိုတာလေဆိုတော့ဒီ technique ပိုင်းပေါ့နော်စနစ်တကျတင်တဲ့ဟောပုံစံလေးကိုသိချင်တာဆိုတော့ရင်တော့ခုံတယ်အဲ့တော့ရင်ခုံတယ်ပေါ့နော်ဒီအဲ့လိုမျိုးပေါ့တင်နန်းစားတဲ့အချိန်နဲ့ခုချင်းချင်းကြည့်ရင်လည်းကိုဘယ်လိုအပိုင်းလေးမှာတိတိတတာတိုးတက်လာလို့ခံစားရလဲရှင်မတက်ခံတော့နဲ့အခုတက်ပြီးတော့အတိတာဆုံးအချက်ကတော့အသက်ရှူတာပေါ့နော်ဒီအသက်ရှူတဲ့ချိန်ခံလောက်တယ်ဆိုလို့ရှိရင်အမောက်တချင်းဆိုတဲ့အချိန်မှာမမောကောင်းကောင်းလေးဆိုနိုင်တယ်အဲ့လိုမျိုးပေါ့ပြီးတော့မှအသိစိတ်တွေဆိုရင်တော့အများကြီးပဲအမေအတိတာဆုံးအချက်ပေါ့နော်အရင်တော့ဆိုရင်အမတချင်းတွေပိုင်းဆိုတာ technique မရှိတော့ခဏလေးတစ်ပုတ်နှစ်ပုတ်ဆိုရင်အတန်တွေလည်းလက်ချောင်းတွေနာတယ်အတန်တွေနာပြီးတော့မှမဆိုနိုင်တော့အခုတော့အသက်ရှူတဲ့ပုံစံလေးရတယ်ဆရာတင်ထားပြီးတော့လေအဲ့လိုတိုင်းတစ်ဖြည်းဖြည်းချင်းလိုက်ကျင့်ရင်းနဲ့တချင်းတွေဆိုရင်လည်းမမောပဲနဲ့ပေါ့နော်နည်းနည်းလေးဆိုနိုင်ခဲ့တယ်ဆိုတိုးတက်လာတာလေးတွေပေါ့နော်အဲ့လိုမျိုးဆိုနိုင်တယ်ပြီးတော့ဒီအတန်အမတို့က main ကလေးဆိုအတန်မြင့်တယ်လေကြီးမြင့်တာပေါ့နော်ကြီးမြင့်တော့အရင်တော့မလေးချင်းခင်တော့ဆိုရင်အမတို့ကြီးနေတာမဆိုနိုင်ဘူးမဆိုတက်ဘူးနောက်ပိုင်းကျတော့ဆရာလေ့ကျင့်ပေးနဲ့ဆိုနိုင်သွားတယ်ကြီးနေတာလည်းဆိုနိုင်သွားတယ်ကြီးမြင့်တာတော့ထိန်းလုံးပဲလေ့ကျင့်လုံးပဲပေါ့ကြီးမြင့်တဲ့နေရာတွေမှာတော့တင်ယူနေတဲ့အချိန်တွင်းမှာခက်ခဲလေးတွေစိတ်တက်ကြရှင်စရာလေးတွေရောကြုံခဲ့ရတာမျိုးရှိလားတဲ့အဲ့လိုအချိန်ဒီမှာရောဘယ်လိုကြော်ဖြတ်ခဲ့ရလဲချက်စိတ်တက်ကြတာတော့မရှိဘူးဒါပေမဲ့စိတ်မပါတဲ့အချိန်တော့ရှိတယ်စိတ်မပါဆိုတော့ဒီနေ့မကျင့်ချင်ဘူးဒီနေ့မလုပ်ချင်ဘူးဆိုတဲ့စိတ်တွေတော့ရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိတော့ပြန်စဉ်းစားကြည့်တာပေါ့နော်ဒီဟာကိုဘာလို့တက်လဲဆိုတော့စိတ်ပေါ့အရင်တော့ကိုမတက်ခင်တဲ့စိတ်ကိုလည်းဒါတွေတက်ချင်လို့ပဲဘာလို့ဆိုရင်အခုအမားတို့ဒီမှာတင်တာကတော့ technique ပိုင်းတင်တာဆိုတော့စာလိုမျိုးအရင်ပြန်တင်တဲ့ပုံစံပေါ့နည်းနည်းပါတယ်ပေါ့နော်စာနည်းနည်းပါတယ်ဆိုတော့မပါလို့လည်းမရအောင်အဲ့ဒါပါမှအမားတို့ကလည်းတဖြည်းဖြည်းချင်းနားလည်မှာလေဒီတိုင်းတုံးကြည့်တချင်းလာဆိုခိုင်းလို့မရဘူးလीအဲ့ဒါဆိုအဲ့စာတွေနဲ့ပါတော့ဒါကြောင့်ပြင်းတယ်လေအမောက်လည်းအသက်လည်းရလာပြီဆိုတော့အတင်ချုံလေးကလေးလိုမျိုးမှတ်ရမှာပြင်းတယ်အဲ့လိုမျိုးကျင့်ရမှာလည်းပြင်းတယ်ဆိုတော့အဲ့လိုပြင်းတဲ့ချိန်တွေတော့ရှိတယ်ဒါပေမဲ့လည်းအဲ့လိုပေါ့အချိန်ရရတယ်လို့နည်းနည်းလေးအိမ်မှာကျတော့အမောက်လည်းကိုယ်လုံးနဲ့ကလေးနဲ့တစ်ဖက်ဆိုတော့နည်းနည်းလေးအချိန်နည်းနည်းလူပြီးလောက်ရတာပေါ့ဒီဘက်ပြန်လာလို့ဆရာလည်းအများသတိပေးရလေကျင့်ဖြစ်အောင်ကျင့်တော့အချိန်ရရတယ်လို့အဲ့လိုကျင့်ပေးဆိုတော့အဲ့နဲ့အဆင်ပြေတယ်သင်ပေးရဲ့ဆရာမတွေရဲ့တင် जा ပုံလေးတွေလည်းမျှဝေပေးပါအောင်ပြောရှင်ဆရာတွေသဘောကောင်းပြီးနားလဲလွယ်အောင်သိချရှင်းပြပေးရလားဆက်ရှင်းပြပေးတယ်ဆရာမြင်အောင်အမတို့ပုံစံမြင်အောင်လို့ကောင်းကောင်းလုပ်ပေးတယ်ပါဆက်ဒီအနေထားပေါ့နော်ဒီတချင်းမဆိုခင်လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲဆိုနေတဲ့ချိန်မှာဆိုရင်လည်းပါဆက်ကဘယ်လိုဟာရမလဲဘယ်လိုလုပ်ရမလဲအတန်တွေအတန်ထားတွေအကုန်လုံးကောင်းကောင်းသင်ပေးတယ်အဆင်ပြေတယ်နောက်ထပ်ဂီတတင်တန်းတက်ချင်နေတဲ့သူတွေရော Hero 87ညွန်ပေးချင်တယ်လားရှင်သူတို့ရောဘယ်လိုအကြံလေးတွေပေးချင်တယ်လဲရှင်ညွန်ပေးချင်တယ်ဘာလို့ဆိုအမတို့နေဖက်မှာပေါ့နော်နေဖက်မှာဒီတက်ချလေးမှမဟုတ်မဟုတ်ဒီရှမ်းပြည်ရဲ့နေဖက်မှာဆိုရင်ဒါမျိုးတွေကရှားတယ်လေပြီးတော့မှတကယ်အတွေ့အကြုံလည်းရှိတယ်တကယ်လည်းတော်တဲ့ဆရာကြီးလာဖို့ဆိုတာလည်းအခွင့်အရေးသိမရှိဘူးအမတို့လည်းအဲ့လိုပဲငယ်တုန်းကတင်ချင်ခဲ့တယ်ဆိုပေမဲ့လည်းအခွင့်အရေးမရှိခဲ့ဘူးမရှိခဲ့တော့ကိုအမတို့အသက်ကြီးလဲတင်လို့ရတယ်အမပြောချင်တာအဲ့ဒါဒီပညာလို OT မရှိဆိုတို့လိုပဲလေနော်ပါမဆိုပါပညာရမဆို music ဆိုတာဒါပညာတစ်ခုပဲလေအဲ့ဒါသင်ချင်တယ်ဆိုလို့ရှိရင်အသက်ရွယ်ကိုအသက်ကြီးလို့ရှက်တယ်ဆိုတာမရှိနဲ့ပေါ့နော်ပြောချင်တာပဲအသက်ရွယ်မဆိုသင်လို့ရတယ်အဲ့လိုမျိုးကိုသားသမီးအတွက်ဆိုလို့ရှိရင်လိုက်တာမျိုးကလာတင်စမ်းကြည့်ပေးလို့ရတယ်လေကလေးတွေဆိုတာလည်းငယ်သေးတော့လေသူတို့ပါစိတ်ဝင်စားဆိုတာလည်းမသိဘူးအမလည်းထားမှာအမကလေးတွေနည်းနည်းကြီးလာလို့သူတို့တင်လို့ရတဲ့အရွယ်စားရှင်အမထားမှာအဲ့လိုမျိုးလာထားကြည့်ပေါ့နော်